Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒူးရင်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာ robot ထဲမှာနာမည်ကြီးနေ Steve Brain တော့ပထမဆုံးကြိမ်အနေနဲ့စမ်းသပ်သွားမှာဖြစ်ပါတယ်အားကြောင့်မလို့ channel တက်ရဆိုရင် like and subscribe နဲ့အကူအညီပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် Okay ဗီဒီယိုစလိုက်ကြအောင် Okay ကျွန်တော် game နဲ့ရောက်ပြီ game နဲ့ရောက်ပြီဆိုတော့ဘာလုပ်ကြမလဲတော့များထိုးပေးတာတွေဟိုအချက်ဟိုကဘာတော့ပြေးသွားတာမြန်ချက်ကြည့်ရမယ်ဆိုရင် Steve Brain တော့ဆိုတော့ကျွန်တော်ခိုးမှာအားကြောင့်မဝယ်ပါဘူးခိုးပါမယ်တော့ခိုးပါပဲဟာရေထောင်ချောက်ကလာညက်နေရကွာဘာကြားရဘာတော့ဗနစက္ကန့်3စက္ကန့်နေပုံမှာပါတယ်ဟောအဲ့မှာကျွန်တော်ရပြီသွားခိုးမယ်ဒီကောင်ဘာ trivia trophy ပါအဲ့ဒီကောင်ခိုးမှာပြီ Bombo mini cosina အဲ့ရှေ့မှာထောင်ချောက်ရှောင်း Here I come ဘာတော့ဘလို့ရိုက်သွားတော့ဒီကောင်ဘာတော့ဟာကာကြီးလားမသိဘူးဟာโอเคအဲ့တော့လေဘယ်တက်တိုင်းလဲဥစားသူပြထားရပဲဝယ်ရတော့မှာဝယ်တော့ဝယ်မယ်တကောင်တော့ရှိရဘာအောင်လဲတော့မသိဘူး Nubini pizza လူပင်း nini ဒီပစ္စည်းဘာတော့ဆရာတော်ရပေးထားတာပဲနာမည်တွေကမသိဟောင်းစကန်လက်ပြီးတော့ဟုတ်အပိတ်သွားပြီဟာကွာ Chef မ Crabra ရတော့ဘူးထွက်လို့မရတော့သေးလောက်ကတော့ဟာရာဇာ response လုပ်မှာပဲရပါဟိုကောင်လေးရိုက်တယ်ဘယ်လိုကောင်တော့မသိထွက်မှာပါဟာရဲ့ကွာမင်းမရိုက်လေဟာရိုက်ဒီကောင်ကတော်တော်မဟုတ်နေရလားမသိဘူးကွာဘယ်လိုကောင်တော့မသိရိုက်တယ်အခုမှပြန်ပေါ်ရေးရတယ်ဘာသာတော့ကပတ်စံယူမယ်ဒီတကောင်မရှိသေးတော့လေဒီကောင်စရာယူရမှာဒီကောင်တစ်စက္ကန့်တစ်ချက်တယ်အများကြီးပဲတော့ထုတ်ပေးတာ Oh my god နောက်ထပ်အဲ့လိုကောင်တကောင်ပဲထုတ်ဝေလိုက်တော့မယ်အဲ့ဒါ Nubini pizza nini ဟိုကောင်စကန်နေပါအဲ့ခိုးသွားပြီဘယ်လိုမှမရှိဘူးဟာကောင်ကန်ကောင်းပါတယ်ဟိုကောင်စကန်ရွှေကောင်နေပြီပဲသွားယူမယ်ဒီကောင်က trivia trophy ဆိုကောင်ယူမယ် trivia trophy ပစုံတော့ရပြီဆိုတော့ခုနလိုအဝေးလမ်းမရိုက်တော့ပါဘူးဟာလာနေကွာရပြီပစုံတော့ကကြောင်ရုံနေဒါပဲကွာရပြီတကောင်ရပြီဒီကောင်ကစက်ကောင်စကုတ်ချက်ထုတ်တယ်ကြောင်ရုံနေပစုံမမြင်ပွင့်ကြည့်တာကြောင်ပစုံဒီ6 5စက္ကန့်ပဲကျန်တော့တယ်โอเคပြင်မှာပါရှိတယ်ဟိုကစကန်ပွင့်နေရှေ့ကောင်စကန်ပွင့်နေတာဟာလမ်းနေကွာတော်ဘာလို့နေကပ်ချီရ Ballerina cappuccina ရပြီပြေးပြေးဟောခုမှတော်ပြီစကန်ပိတ်နေမရတော့ဘူးဒါပဲဒီဟာရိုက်တော်သေးရထိမသွားလို့ဒါပဲက Ballerina cappuccina ရိုက် legendary ခေဒါပဲ legendary တစ်စက္ကန့်900အောင်ထုတ်တာဥပိုင်ကုန်တသိန်းပေးပြီးဝယ်ရတဲ့ကောင်ဟာရလာတန်သွားပြီဒီကတော့တန်သွားပြီကွာဘာလဲနောက်ကပဲရှိတာရပြီဒီကောင်နဲ့တော့တစ်စက္ကန့်တစ်ချက်ပဲထုတ်တယ်โอเคဒီကောင်စက္ကန့်ရွှေကောင်တွေကြီးပဲအများကြီးပဲ10စက္ကန့်ကျန်သေးတယ်โอเคစောင့်လိုက်မယ်ဒီနားလေးမှာစောင့်အောင်မသိတဲမှာဘာလို့နောက်ကပဲရှိနေရှိသေးတယ်အဲ့ကောင်ထပ်ယူမယ်အဲ့ကောင်လားပြန်ရောက်လာပြီဟာဒီကောင်စားတတ်တယ်ကွာဒီကောင်တိတ်တယ်ဘယ်အောင်ပြန်ပိတ်သွားမရတော့ခိုးလို့မရတော့ဒီနားလေးလာရပါတော့ပြောငါခိုးပါပြီပြော Bandito Bobrito ဘယ်ကောင်ခိုးရလဲမသိခုနကပြန်ခိုးမရဘူးရညီလေးမရဘူးတော့ဒီပြန်ယူတယ်မရဘူးဆိုတော့မရဘူးဒါပဲဒုက္ခကျွေးလိုက်ဆန်ယူမယ်လိုင်းကလက်နေတော့လိုင်းလက်နေကြည့်အောင်ဟာဒီကောင်ပြေးနေပဲဗျာငါလိုင်းလက်နေတော့တိတ်မမြင်ရတော့ဒီကောင်ဝယ်ရမရဘူးလားဟာလိုင်းလက်နေဟာဘာတော့မရဘူးလားကပချီနို assassino လေရတယ်အခုမှဝယ်လို့ရတယ်โอเคပါဆိုတိုင်းလက်နေပါလေဒီကောင်လေးပြပတ်စံယူမယ်ဟိုကောင်ရောက်ပြီဟိုကောင်ဘယ်လောက်ထုတ်တာမသိရွှေကောင်ဆိုတော့လည်းပတ်စံများမယ်တင်တာ94ကျတော့မစိုးပါဘူးဝေးကျွန်တော်ခုနလိုင်းလက်ပြီးထွက်သွားတော့ခုမှတော့ပြန်ဝင်တာ7ရောဖြူနေပါတော့
Svinina အဲ့တော့ပြန် bombardito. ဆော့မယ်ကျွန်တော်ခုန line လက်သွားလို့ပါတော့ခုမှပြန်ဝင်တော့ဒီကောင်လေးခုနဒါလည်းကျွန်တော်ခုနယူထားတဲ့ကောင်လေးပဲဒီမှာကာပချီနိုဆက်စီလို့ရှိမယ်โอเคစကားတော့ပိတ်မယ်တော့ပိတ်ပြီးတုံးတဲ့တိုင်းပဲတော့ကိုမယ်ဘာလို့ကာပချီနိုကတိုင်းမရဘူးဗာဒီကောင်ကတသိန်းတော့ငါဒီမှာနည်းပဲ Cappuccino assassino. အဲ့ဒါကာပချီနိုဆက်စီလိုပဲယူလိုက်ကြတော့မှာပေါ့ပြန်ဝင်ဒီမှာဘောဘာလဲမသိရေးတော့ရေးထားတယ်နာမည်ကဒီဒါကျွန်တော်စကန်လေးပါတယ်ဒူးရင်ပါပါရင်တော့ဒီဆိုင်ကိုလည်းနေရနောက်ထပ်ဘာရင်တော့ကပချင်းနဲ့ထက်ဆောင်မယ်โอเคဒီကောက်စကန်မှာပါဖျဲသီးရှိဖျဲသီးမိကြောင်း Glorbo frutto โอ drillo. เคတော့ဘောလိုက်နေရဒါပဲရပါပြီเนาะ legendary oh my god yes ဒါပဲဒီလေဘယ်လောက်တော့တစ်စက္ကန့်950ရော950တော့ဟာဒီကောင်ရလုံးနေဒီကောင်ငါလို့တော့များသွားဒီလေးမကျင်းတတ်ဘူးလာရိုက်တာဒီကောင်လာရိုက်တာလက်လျှော့လိုက်ပါစောင့်နေတယ်သူစောင့်နေတော့ဟုတ်တော့သူလည်းကြိုးစားတာငါခိုးရတယ်ဘယ်တက်လာတော့ဒါဘေးဆိုလောက်ခတ်မယ်လောက်ခတ်ပြင်သွားမယ်ပြန်သွားမယ်ပတ်စံလေးယူရအောင်မယ်8000 1000ပဲရှိတယ်လောက်ပါဟာဘာလို့လဲပဲရှိနေတာ3သိန်းတော့ပြည့် Boneca Ambalabù. တော့ကြည့်မယ်ဒီမှာဘာကြီးကြောင်းလဲရှိကောင်းစကန်ပွင့်နေတော့ယူဟာဒီကောင်ငါ့ထက်ပိုမွဲတယ်တော့ပါပြီမကိုးတော့ပါဘူးတနာပါတယ်နော်သူကောင်ငါ့ထက်ပိုမွဲနေပါတယ် Nubini Pizzanini. ပြန်လာမယ်ချိန်ကြည့်အောင် Liri li lari la. ချိန်ကြည့်အောင်နည်းလိုသေးရင်25စက္ကန့်ဆိုတော့ရပြန်သွားလို့ရသေးတယ်ဒီကောင်စကန်နေလိုချင်တာဒီဘယ်လောက်ကျန်သေးတော့ကျန်သေးတယ်ကွာကျန်သေးတယ်ချိန်ကြီးကโอเคဟာဒီမှာတက်မိတ်အပ်ပဲတဲ့ဝယ်လိုက်မယ်တက်မိတ်လေးပါလဲတော့မသိဘူး Bambini crostini. ခါတော့နောက်တော့ကောင်တက်မိတ်လေးနောက်ကောင်တက်မိတ်ကိုမဟုတ်ခန္ဓာကိုယ်နဲ့ oh my god Bambini ဒိုင်း crostini. မွန်ဒိုင်းမမယူဒီကောင်ဒီဘေးနာချင်းလက်ချင်းတယ်ဟာငါစကန်ခိုးနေဟိုနေတော်ဟိုကောင်ကော်ပီကွက်ဒါပဲလေမရပါဘူးဘယ်ကျွန်တော်စကားရင်ပိတ်ကပြကြအောင်ကောင်းစီတော့ပြန်ရင်ခုနချင်းသေးဟာဒီကောင်စကန်ပိတ်ပါပြီကွာများတော့ဟာဟိုကောင်လေးလက်နှောက်ရှက်သွားတယ်ကွာဘယ်လိုပါစမ်းပဲယူလိုက်တော့မယ်โอเคbanana ဟာဒီကောင်ဒါယူလို့မရဘူးဗာ straight ပြေးနေတယ်တဲ့ဟာရောင်းမှရမယ်ဒီကောင်ရောင်းမှရဘယ်ကောင်ဒီကောင်ဟာလာမင်းတို့မလို့တော့ဘာတော့ sorry ရောင်းလိုက် Chimpanzini bananini. โอเคပေးနာပစွန်တော့ရောင်းနေကောင်းလားရောင်းတော့ပေါ့ထားရပါโอเคပဲပြန်ရဟိုကောင်တော့ပြန်ဝယ်ရမှာမိတ်ကွာ river ပစွန်တော့ရေပေးနာဘာအောင်လဲဒီကန်စတာဖူတဲလို့ဆိုတော့အဲ့ကောင်ရ river လောက်လို့ရတယ်โอเคတော့တိန်းထားမယ်ဒီကပစွန်တော့ဟိုမှာစိန်နေနေဦးမယ်ဟိုကျွတ်ပင်ဒီကောင်စတိုင်မိုက်တယ်စတိုင်မိုက် Salvino penguino. ဒီကောင်စကန်ပြန်ပွင့်နေယူမချင်း Nubini Pizzanini. ကောင်းတယ်မပါလဲတော့မသိဘူး Lionel Cactusi. ရပြီဒါပဲချင်းသေးရပြီโอเคဒီကောင် legendary ပဲတစ်စက္ကန့်650တောင်ထုတ်တယ်3,950နဲ့ဟောတန်ပိုင်းငါတော့ငါလည်းမရှိဘူးလေခိုးမှရမှာလေကြည့်ရ
ဒီကောင်ဆက်ယူမယ်ဒီကောင်9000နဲ့ဒီကောင်ရောင်းပလိုက်တော့ကျွန်တော်တို့ရောင်းစားရတော့ဒီကောင်လေးရောင်းဖိုင်နာကပချီနာโอเคပြတမင်းတကောင်နှစ်ကောင်တော့ပြမိချောင်းရဒီကောင်ကော်ဖီနှစ်ခွက်ရနော်ကျန်ကော်ဖီနှစ်ခွက်ဒီကောင်ရောင်းရင်ကောင်းမရောင်းတော့ပါဘူးပြင်မှာအားရောမသိဘူးရှိသေးတယ်အားရတယ်ဒီကောင်ဘောနေကအပါလာအောင်ဒီဒီကောင်ရေပွဲလူပဲနေအော်တိုပိုတူစီနေဖိပါရောသိရေးတော့ရေးတာမိုက်ပါတယ်နာမည်လေးတွေကတော့ brain တော့ဆိုတာရေးတာဒီကောင်ချစ်စရာတွေလောငါခိုင်းပိတ်အောင်ဒီကောင်ဘယ်လောက်တော့ legendary ကိုကောင်လည်း legendary တော့legendary ကကျမှအများကြီးဖြစ်နေဟိုဒီအများကြီးဖြစ်နေ legendary ဒါ4 5 6ကောင်တော့legendary 6ကောင်တော့ဒီကောင်ရောင်းမယ်ဒီကောင် coffee ရောင်းလိုက်တော့မယ်ဒီကောင်ရောင်းလိုက်တော့ဒီကောင်လည်းရောင်းလိုက်ပါဦးထူးတော့ပါနောက်ထပ်ဘာဝင်ကောင်းမလဲ legendary 4ကောင်5ကောင်ဟုတ်တယ်5ကောင်ခုန6ကောင်တော့ဒီမှာပြောဆိုပစံတော့ဒီပေါ်လာတယ်ဘာတော့ဒီကောင်စကပွင့်တယ်ဒီကောင်စကပွင့်တယ်ယူမယ်ဘာရင်ကောပဲအားမရတော့ပြန်ပိတ်ပါပြီပြန်ပိတ်ပါပြီကွာဘေးစမလောက်ပါရအောင်ရှောင်းမတက်ကြီးရတယ်ဘာတော့ဟောရဟိုတည်းရိုင်းလိုင်းလက်နေတာခဏလေးရှိပါโอเคဒါကြောင့် clip ထုတ်တာကျွန်တော် scan နဲ့ခိုးနေတယ်ဒီမှာတော့ရိုက်ယူချင်တာတော့လက်မလျှော့ဘူးပေါ့ဘာတွေလာအောင်မတော့စောင့်နေတယ်စားလည်းဘာတွေလာအောင်မတော့တော့စကန်ဘာမှလည်းမရှိပါတော့ဘုမစားတော့တယ်ဒီကောစကန်ဘယ်လောက်ဘယ်နှစကန်3စကန်ပြီးပွင့်တော့ယူမယ်ဘာရင်ကောဒီကောင်ယူတယ်ဒီကောင်ငါလည်းမလို့ဆိုရင်ယူရကွာယူတင်လို့ယူပါကွာဟိုကပြန်ရောင်းစားပြင်မှာငါကြောင်ပါโอเคပြန်ရောင်းမယ်မလို့ရပြန်ရောင်းမယ်နော်ကိုကဝါနာဘာလို့ယူလာတာပြန်ရောင်းမယ်ဒီ legendary ရှိတယ်ကွာရှိတယ်ဘယ်နေကပါလာပို့ Borbaloni ဘယ် Luliloni. နေကပါလာပို့ယူလိုက်တော့မယ်ပြန်ဝတ်တယ်ဘောကဘုံကြီးထမ်းလာတာဘုံတာယာခွေနဲ့ကောင်မင်းဘာလာစောင့်နေငါကိုနေတော်တော်ပြေးနှစ်ကောင်တော့ကိုကမင်းတို့မဟုတ်တော့ဘူးကွာမင်းတို့မဟုတ်တော့ဟာချင်းဟာဟိုကောင်ပါသွားပြီချင်းသေးတော့ရပြီဟာမင်းတို့မဟုတ်တော့ဘူးကွာဟာမာသွားပြီကွာတကောင်ပါသွားပြီရပြီတော်သေးတယ်ကွာဟိုလေတယ်ကြံခဲ့လို့ဟာဒါပဲမချင်းတော့မစကန်ပြန်ရင်ဒီကောင်ပိတ်သွားပြီကွာဒီကောင်ဟောလာကြေးဝါးမင်းငါစကန်တကောင်ယူထားဆိုကြေးဝါးဟိုကောင်ဘယ်သွားကြအောင်ဒီကောင်စကန်ဘယ်လောက်ကျန်နေတော့အတင်းကြည့်ကွာတော့တမင်ဟာဒီကောင် brain ကိုတဲ့ငါမဝဲနေရတယ်ပတ်သက်မရှိဘူးဝဲလို့မရဘူးလို့ဟာသွားပြီကွာပတ်သက်ယူမလောက်ဘူးကွာပတ်သက်မလောက်တော့ဘုံကအများကြီးပဲโอเคကွာပတ်သက်နေယူလိုက်တော့မယ်ဟာတော့ဘာကောင်ဒီငါငါကြိုက်တယ်စားတော့စားဆိုတော့ဒီကောင်ဘာငါလေးလဲပင်ခွင်းမဟုတ်ပါဘူးတလွဲတွေပြောတယ်တိန်ကတို့ရဲ့ထားโอเคရှိနေပြီဒီကောင် epic ဆိုတော့အဲ့လောက်ကြည့်တော့မများပါဘူးโอเคကျွန်တော်နဲ့ထစ်နေတယ်သိခံကြည့်ပေးကြပါလို့နဲ့ဖုန်းကဟိတယ်နေရောကိုလေးမှန်နေပါတော့ဝယ်ရအောင်မော်ရသေးဘူးကျွန်တော်ကချောရလားကြည့်လိုက်ကေကိုကြည့်လိုက်ချောရလားရှယ်ချောလို့ဘယ်လိုလုပ်ရမလဲဆိုနားမှာရတော့မှာဒီနေ့ကျွန်တော်ယူလိုက်တာဒီမှာဒီကောင်တိန်ငတ်တည်းရဲ့အပြကြရင်ဒီမှာချင်းစေးရကြာရင်ဒီကောင်ကဥစားကိုနဲ့ဖုန်းသီး
ပြီးကြရင်ဒီမှာတပတ်ရပြီးကြရင်ဒီမှာရေပွဲရှိတယ်အဲ့တော့အုံးသီးနောက်တော့ပြီးကြရင်ဖျဲသီးမိကြောင်းအဲ့တော့တမင်နှကောင်ရယ်တမင်နှကောင်ပစုံခန္ဓာကိုယ်နဲ့ပါတဲ့ Oh my god ဘယ်လိုလဲတော့မသိဘူးအဲ့လိုနှကောင်တော့ကျွန်တော်ရရတယ်ခဏလောက်ခက်ကောင်နှကောင်ရလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ခဏပြီးသေးရှင်းအောင်တားရိုက်ကောင်ချက်ဟာလက်လွယ်ကမထိတိုက်ဘူးကွာဒီကောင်ရိုက်ကဒီကောင်ကိုးနေရောဘယ်လိုကောင်းအဲ့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျန်နေသက်တယ်ဆိုရင်တော့ like and subscribe လေးနှိပ်ခဲ့ပေးကြပါမကြိုက်ရင်နှိပ်ပါနော်တေးနှိပ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်